အားလုံးမင်္ဂလာပါကျွန်တော်ကုန်ပါအားလုံးမင်္ဂလာပါကျွန်တော်ကုန်ပါမြအားလုံးမင်္ဂလာပါတန်းငယ်ရဲ့ 2D3D channel လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အားလုံးကိုတန်းငယ်တို့နော်လိုက်ရှုံးနေငင်ပြောချင်တာတန်းငယ်ကိုယူထားတာကတနင်္လာအင်္ဂါဗုဒ္ဓဘူးတနင်္လာအင်္ဂါဗုဒ္ဓဘူးတနင်္လာအင်္ဂါဗုဒ္ဓဘူး3ရက်စာကိုယူထားတယ်ကြာတာပရိနဲ့တောက်ကြကိုကြံခဲ့တာပါခြံခဲ့တာမဟုတ်ပါဘူးတနင်္လာအင်္ဂါဗုဒ္ဓဘူးတနင်္လာအင်္ဂါဗုဒ္ဓဘူးတနင်္လာအင်္ဂါဗုဒ္ဓဘူး3ရက်စာလေးကိုယူထားခြင်းဖြစ်ပါတယ်နော်ကျန်ခဲ့တဲ့ပတ်တီရဆိုရင်ကျွန်တော်ကိုမများအလုံးကျန်ခဲ့တဲ့ပတ်တီတိုင်းရပါနော်ကျန်ခဲ့တဲ့ဘက်ကနော်တော့ကကျွန်တော်ရဲ့ဒီမှာလေး share ဒါပေမဲ့တန်းငယ် channel တစ်ခုတော့ပြတ်သွားပြီနော်တန်းငယ် YouTube channel ကြီးတစ်ခုပြတ်သွားပြီတန်းငယ်ဆိုတဲ့ channel ပြတ်သွားပြီဒီလာမပွဲမှာလာမပွဲတစ်ပွဲလုံးကစားလို့မရဘူးအပီမိထားတယ်လာမပွဲတစ်ပွဲလုံးကစားလို့မရဘူးလာမပွဲတစ်ပွဲလုံးကိုဒီ channel ရပဲအလုံးကစားမှာဖြစ်တယ်ညနေပိုင်းမှာဆိုရင်168ထိတ်ကို4-9နဲ့အပိတ်နဲ့နော်1-9ဆိုပြီးတဲထပ်အောင်နဲ့ဒါအပိတ်နဲ့ညနေမှာ168ထိတ်ကို4-9နဲ့ပိတ်နဲ့1-9နောက်ပြီးတော့မနက်ပိုင်းမှာဆိုရင်ကျွန်တော်ကမှများအောင်နော်3-5ထိတ်ကို3-5ခုအပိတ်နဲ့5ဘူး3-5ထိတ်ကို3-5ခုအပိတ်နဲ့5ဘူးနော်ဒါကြောက်ကြတာပဲနေကုံကိုကျွန်တော်ကြွေးမာအောင်မြင်မှုရအောင်ကိုညင်ပေးထားတယ်တန်းငယ်တော့နော်ထိုက်စီနောက်ပိတ်ထိုက်ဆိုဒိတ်ပိတ်ဆိုပိတ်လက်ရှိမှာတော့အဲ့လိုလေးအောင်မြင်မှုရနေတယ်ပေါ့နော်နောက်ပြီးတော့လည်းတပတ်စာမွေးကနန်းဖြစ်တဲ့နော်တန်းငယ်ရဲ့တပတ်စာမွေးကနန်းလိုက်ရှိုးလေးဖြစ်တယ်တပတ်စာကလေးချက်ပြပေးမယ်နော်တပတ်စာကလေးမှာဆိုရင်လည်းဘယ်လိုတွေထွက်လဲတန်းငယ်ချင်းပွဲရပြီးတပတ်စာကဗရိတ်တော့ပျောက်သွားတယ်နော်ဗရိတ်ပျောက်သွားတယ်ကိုမကျော်ပတ်တီ၄ပတ်တီကိုတနင်္လာနေ့မှာပဲ၄ဘူးဆိုပြီးခွက်တယ်အဒူးခွေ616အခွေကိုတနင်္လာနေ့မှာ4ဘူးတစ်ချိန်နောက်တစ်ချိန်66တစ်ချိန်4ဘူးတစ်ချိန်66တစ်ချိန်2ချိန်ထွက်တယ်အထူးအခွေ4လုံးအခွေကို4ဘူးတစ်ချိန်66တစ်ချိန်သူအပူပါကစားဆိုတော့4ဘူးတစ်ချိန်66တစ်ချိန်ကျွန်တော်ရဲ့ခွေမာကြီး4လုံးခွေအထူးခွေကိုသူကဘယ်နှချိန်ထွက်လဲနော်3ချိန်မဟုတ်3ချိန်နော်2ချိန်တော့မဟုတ်ဘူး4ဘူးတစ်ချိန်ရယ်66တစ်ချိန်ရယ်တောက်ချန်လေးညနေရ19တစ်ချိန်ရယ်တစ်ချိန်2ချိန်3ချိန်တိတိထွက်တယ်အခွေ6416အခွေကို4ဘူးတစ်ချိန်66တစ်ချိန်19တစ်ချိန်3ချိန်တိတိထွက်တယ်နောက်ပြီးတော့တန်းငယ်ဝေကနန်းပြောတယ်နော်ဝေကနန်းအထူးဝေကနန်း4ကတန်းငယ်ပြီးမယ်တရားခိုင်နှုန်းပြည့်ချင်းတီအာမခံပါတယ်လောင်ကျူစေချင်ပါတယ်ပေါက်စေချင်ပါတယ်လို့တန်းငယ်ပြောခဲ့တယ်ရာနှုန်းပြည့်အာမခံထားတဲ့တန်းငယ်ရဲ့မွေးကနန်းရင်ပွဲရဆိုရင်3-4ဆိုပြီးထွက်တယ်နော်3-4ဆိုပြီးထွက်တယ်နောက်ပြီးတော့ကြာတာပေးတော့ကြာ2ရက်တွင်းမှာချင်းတီထွက်မယ်အခွေလေးပေးမယ်လာယူဆိုပြီး4လုံးအခွေပေးတယ်ဘာခွေလဲဆိုတော့3-5ခွန်ကိုအခွေအဲ့3-5ခွန်ကိုခွေကိုအပူ5ဘူးဆိုပြီးထွက်တယ်ဒါပေမဲ့တန်းငယ်အပူမထိုးခိုင်းပါအောင်နော်ဒါပေမဲ့ तू က5ဘူးဆိုပြီးထွက်တယ်စိုက်ကတော့မဖောက်ဘူးတန်းငယ်အပူမထွက်တော့ဘူးထင်ပြီးတော့5ဘူးပေးလိုက်တယ်ဒါပေမဲ့5ဘူးဆိုပြီးထွက်သွားတယ်3-5ခွန်ကိုခွေကြာတာပေးတော့ကြာ2ရက်မှာလည်း5ဘူးဆိုပြီးထွက်သွားတယ်တရားခိုင်နှုန်းချင်းတီအမခံဝေကနန်း3-4ဆိုပြီးထွက်တယ်6-4-16အပူပါကစားရလဲ4ဘူးတစ်ချိန်6-6တစ်ချိန်19တစ်ချိန်3ချိန်ထွက်တယ်နော်နောက်ပြီးတော့ခူးမကျော်ပတ်တီ4ပတ်တီရလဲ4ဘူးဆိုပြီးထွက်တယ်နေတိုက်တွေကလည်းကျွန်တော်ရဲ့ကိုယ်မတွေသိတဲ့အတိုင်းနော်အောင်မြင်တဲ့လောက်နေတိုက်တွေမှာလည်းအောင်မြင်မှုရထားတယ်ဒါကျွန်တော်ရဲ့ကိုယ်မတွေအားလုံးသိမှာပါဒီပွဲမှာဆိုရင်လည်းယုံကြည်တဲ့သူတွေကစားပေါ့နော်ယုံကြည်တဲ့ကိုယ်မတွေကကစားမယုံကြည်ဘူးဆိုရင်တော့လည်းမကစားနိုင်ပေါ့နော်ပတ်တီရဲ့ break ရဲ့အခွေရတက်ပြပေးတာပတ်တီ break အခွေပတ်တီ break အခွေပတ်တီ break အခွေတနင်္လာအင်္ဂါပေါ်တဘူးတနင်္လာအင်္ဂါပေါ်တဘူးတနင်္လာအင်္ဂါပေါ်တဘူး3ရက်စာကိုယူထားတာဖြစ်တယ်ကြာတာပရိနဲ့တောက်ကြကြံခဲ့တာမဟုတ်ပါခြံထားခဲ့တာဖြစ်ပါတယ်တန်းငယ်လိုက်ရှိုးအများအားပေးနေတဲ့သူသိပါတယ်တန်းငယ်ပတ်တီဘယ်လိုထုတ်တယ် break ဘယ်လိုထုတ်တယ်အခွေဘယ်လိုထုတ်လဲဆိုအရင်တော့ break ပြပေးမယ်နော် breakဘိုင်လေးတစ်ချက်ကြည့်မယ်ဟယ်လိုဟုတ်ကဲ့ပြောပါဘရိယာတော့ဘယ်လိုလာမလဲဆိုတော့85ပိတ်95ပိတ်95နှလုံးပေါင်းချင်း3ညလို့ရမယ်95နှလုံးပေါင်းချင်း3ညရဲ့နှက်ခတ်ခေါ်တော့ခွန်ဒီကျွန်တော်ရဲ့ခမားတစ်မျိုးတည်းတော့ဗရိတ်နော်ဒါရဲ့ပတ်တီတို့ဗရိတ်တို့တစ်လုံးနဲ့ပဲထုတ်ပြီးအများကြီးမထုတ်ဘူးပတ်တီတို့ဗရိတ်တို့အားလုံးတစ်လုံးနဲ့ပဲထုတ်ပြီးအများကြီးမထုတ်ဘူးနော်
85ပိတ်955ပိတ်9လုံးပေါင်းချင်း3ည3ညနှစ်ခါခွန်ပရိတ်ဒီလုံးဝမပြောက်ပါဘူးတဲ့ break ခွန်ပရိတ်ကိုကျွန်တော်ကမှ3ညခွန်တစ်ချိန်25တစ်ချိန်ကျွန်တော်ကမှ2ချိန်ထွက်ပါတယ်ခွန်ပရိတ်ကို3ညခွန်တစ်ချိန်4 3တစ်ချိန်3ညခွန်တစ်ချိန်25တစ်ချိန်3ချိန်ဆက်တိုက်ထွက်တယ်ဆက်တော့မယ်43ဒီကျွန်တော်ကမှများ3အပိတ်3ညခွန်ကခွန်အပိတ်3ခွန်နှလုံးပေါင်းချင်း3ညလို့ရတယ်3ညရဲ့နက်ခတ်ဒီခွန်မှာခွန်ဒီကျွန်တော်ကမှတမျိုးတည်းသော break ဖြစ်တယ်ဒီခွန်ပရိတ်မပြောက်ပရိတ်ခွန်ပရိတ်ကလည်းကျွန်တော်ကမှတနေ့နာနေမနက်ပိုင်းမှာပဲ80ဆိုပြီးထွက်တယ်နော် break ခွန်ကိုသူ့အပေါ်ပြင်မှာလည်းမှန်တယ်မရောရင်ကျွန်တော်ရဲ့ကိုယ်မှာပြန်ပြီးတော့လေ့လာလို့ရတယ်နော် break ခွန် break ကိုဘာထွက်လဲဆိုရင်3ညခွန်ဆိုပြီးထွက်မယ်နော်ဒီမှာ break ခွန် break ကိုဘာထွက်လဲ80ဒီမှာ break ခွန် break ဆိုရင်4 3 3ညခွန်2 5 3ချိန်ထွက်တယ်ဒီမှာ break ခွန် break ဆိုရင်80ဆိုပြီးထွက်တယ်ဒါဆိုရင်လမ်းမဘက် break ကစားခြင်းတယ်လမ်းမဘက် break ကစားခြင်းနဲ့ကိုယ်ရမလေး86အပိတ်88ပိတ်68နှလုံးပေါင်းခြင်း4လို့ရမယ်86ပိတ်88ပိတ်68နှလုံးပေါင်းခြင်း4ရဲ့နက်ခတ်ဒီနှစ်ပါနှစ်ဒီကျွန်တော်တို့မှာရေတမျိုးတည်းတော့ break လို့ရမယ်ဒါဆိုရင်လမ်းမဘက် break ကစားခြင်းနဲ့ကိုယ်ရမလေးနှစ် break ပြန်လိုက်တာချန်ခဲ့တဲ့ဘွေကပျောက်သွားတယ် break နှစ် break ကိုပြန်ပြီးတော့လိုက်တာနော်ခွန် break ကို4 3 3ညခွန်2 5 3ချိန်ထွက်တယ်ဒီမှာ break ခွန် break ကို80ဆိုပြီးထွက်တယ်ဆက်ပြီးမှဆိုရင်လမ်းမဘက်မှာ break ကနှစ် break လို့ပြတယ်ကျန်နေတဲ့ကိုယ်ရမလေးကစားနော်ကဲဒါဆိုအခွေသွားမယ်နော်အခွေသွားမယ်85တိ8ထိပ်65 5ပိတ်85နှလုံးပေါင်းချင်း3လို့ရမယ်85နှလုံးပေါင်းချင်း3နဲ့3ပါဝါတိ8တဲ့38ပါတယ်အဲ့ဒီ38ကိုတွဲမှာသူကဘယ်လိုတွဲမလဲဆိုတော့ဒီလိုတွဲမယ်65တိ5ပိတ်တဲ့95 9ထိပ်98က8အပိတ်နဲ့998 3လုံးပေါင်းချင်း9နဲ့9နဲ့ပေါင်းတော့4 4နဲ့8နဲ့ပေါင်းတော့2လို့ရမယ်နော်9ရဲ့9ရဲ့ပေါင်းတော့4 4နဲ့8နဲ့ပေါင်းတော့2လို့ရပါမယ်2ရဲ့ပါဝါတိခွန်နဲ့38ခွန်ဒီကျွန်တော်ဒီမှာဒီအခွေးလို့ရမယ်38ခွန်အခွေးကိုကျွန်တော်ဒီမှာဒီပါထွက်လေ38ခွန်အခွေးကိုသူကပါထွက်လေဆိုတော့ခွန်ဘူးဆိုပြီးထွက်တယ်နော်38ခွန်အခွေးကိုကျွန်တော်ဒီမှာဒီသူကအပူးပါဆိုပါထွက်လေခွန်ဘူးဆိုပြီးထွက်တယ်38ခွန်အခွေကိုကျွန်တော်ပါထွက်လေခွန်ဘူးဆိုပြီးကျွန်တော်ဒီမှာထွက်တယ်ဆက်ပါမယ်ပေါ်နီးမှုတိုင်းမှာ43တိ4ထိပ်25 5ပိတ်4 5နှလုံးပေါင်းချင်း6လို့ရမယ်6ပါဝါတိ4တဲ့6 4တဲ့25 5ပိတ်တဲ့3ညခွန်3ညထိပ်1 3က3ပိတ်နဲ့9 3ည3 3လုံးပေါင်းချင်း9နဲ့3ညနဲ့ပေါင်းတော့9နဲ့3နဲ့ပေါင်းတော့8ပေါ့9နဲ့3ညနဲ့ပေါင်းတော့9နဲ့3နဲ့ပေါင်းတော့8တဲ့8ပါဝါတိ3နဲ့9483အခွေဟုတ်ပြီနော်9483အခွေကိုကျွန်တော်ဒီမှာပါထွက်လဲဆိုရင်သူက4ဘူးဆိုပြီးထွက်တယ်အပူပါနော်ဒါအပူတွေပါတယ်9483ခွေကိုကျွန်တော်ဒီမှာပါထွက်လဲဆိုရင်4ဘူးဆိုပြီးထွက်တယ်အဲဆိုရင်လာမယ့်ဘွဲတော့ကျွန်တော်ဒီမှာအခွေကစားခြင်းလဲဆိုရင်တိုင်းနေတဲ့ခွေမှာကစားနော်အခွေဆိုင်လေးတစ်ချက်ပြောင်းပေးထားတယ်နော်86တိ8ထိပ်3ညာလေး4ပိတ်ဟုတ်ပြီနော်8နဲ့4နဲ့ပေါင်းတော့2ပါဝါတိခွန်2ခွန်လို့ရမှာ2ခွန်ကိုကျွန်တော်ရဲ့ကွန်မာကြီး86ပိတ်တယ်30ခွန်3ထိပ်88ပိတ်နဲ့ပေါ်နီးမှုတိုင်း638 3လုံးပေါင်းချင်း6နဲ့3နဲ့ပေါင်းတော့9နဲ့8နဲ့ပေါင်းတော့ခွန်လို့ရမယ် sorry မှားလို့နော်ဒီလို3ညာလေး4ပိတ်မှားသွားလို့ sorry ပါ
ပေါ်နီးမှုတိုင်း344ပိတ်88ခွန်တည်းပေါ်နီးမှုတိုင်း30ခွန်ခွန်အပိတ်နဲ့4ခွန်ခွန်3လုံးပေါင်းချင်း4နဲ့ခွန်နဲ့ပေါင်းတော့1နဲ့ခွန်နဲ့ပေါင်းတော့8လို့ရတယ်8ပါဝါဒီ3ပါတဲ့2ခွန်8 3ဒီကျွန်တော်ကိုပါအခွေးလို့ရမယ်ဒါဆိုရင်လမ်းဘွဲအတွက်အခွေးကစားခြင်းနဲ့ကိုပါဒီ2ခွန်8 3အခွေးကစားခြင်းနော်အခွေးကစားခြင်းနဲ့ကိုပါဒီ2ခွန်8 3အခွေးကျွန်တော်ကိုမှများကစားကြည့်ပေါ့ဟုတ်ပြီလားဒါဆိုရင်ကျွန်တော်တို့ပတ်သီးသွားမယ်နော်မူကြောပတ်သီးမျောနေတဲ့ကိုရမလေးပေါ်တဖူးမူကြောပတ်သီးသွားပါမယ်ပတ်သီးကတော့ကျွန်းတိချတိုင်းမယ်3ညနဲ့3ညထဲ85 8ထိပ်98က6ထိပ်နဲ့3ည5 8 3လုံးပေါင်းချင်း3ညနဲ့5နဲ့ပေါင်းတော့5နဲ့8နဲ့ပေါင်းတော့3ဒီကျွန်တော်ကိုမှပေါ်တဖူးကြော်တဲ့ပတ်တီယူထားတာလေးတနင်္လာနေ့ကပေါ်တဖူး3ရက်အတွင်းမှာ3ပတ်တီကြပဲတဲ့3ပတ်တီကျွန်တော်ကိုမှ43ဆိုပြီးတနင်္လာအင်္ဂါနေ့မှာတစ်ချိန်ပေါ်တဖူးနေ့မှာ3ဆိုပြီးတစ်ချိန်2ချိန်တိတိထွက်တယ်ဆက်တော့မယ်ပေါ်နီးမူတိုင်းခွန်ဘူးဒီခွန်ထိပ်43 3ပိတ်45က4ထိပ်နဲ့ခွန်3 4ခွန်နဲ့3နဲ့ပေါင်းတော့3ည3ညနဲ့4နဲ့ပေါင်းတော့4လို့ရမယ်4ဒီကျွန်တော်ရဲ့ကိုမှပတ်တီနော်3ပတ်တီကိုတနင်္လာနေ့မှာတစ်ချိန်ဗုဒ္ဓဖူးနေ့မှာတစ်ချိန်2ချိန်ထွက်တယ်ဗုဒ္ဓမူကျော်ပတ်တီ4ပတ်တီကို4ဘူးဆိုပြီးတနင်္လာနေ့မှာတစ်ချိန်ဗုဒ္ဓဖူးနေ့မှာ3ည4ဆိုပြီးတစ်ချိန်2ချိန်ထွက်တယ်ဒါဆိုရင်လာမပွဲတွေပတ်တီကစားခြင်းနဲ့ကိုယ်မှအားလုံးပဲဘွဲတဲ့ပတ်တီကစားခြင်းနဲ့ကိုယ်မှ4ဘူး4ထိပ်86 6ပိတ်80ကခွန်ထိပ်နဲ့46ခွန်3လုံးပေါင်းချင်းချွေးရထွက်46ခွန်3လုံးပေါင်းချင်း4နဲ့6နဲ့ပေါင်းတော့3ည3ညနဲ့ခွန်နဲ့ပေါင်းတော့ခွန်ဒီကျွန်တော်ရဲ့ကိုမှတစ်မျိုးတည်းတော့ပတ်တီဖြစ်တယ်ဘောလုံးမကျော်ပတ်တီကစားခြင်းနဲ့ကိုဒီမှာဘောလုံးကျော်ပတ်တီ3ပတ်တီကိုတနင်္လာနေ့တစ်ချိန်အင်္ဂါနေ့တစ်ချိန်ကျက်တာပရိနေ့ဘောလုံးနေ့တစ်ချိန်ဘောလုံးကျော်ပတ်တီ4ပတ်တီကိုတနင်္လာနေ့တစ်ချိန်ဗုဒ္ဓဖူးနေ့တစ်ချိန်2ချိန်ထွက်တယ်။နိုင်ပွဲတဲ့ပတ်တီးကစားခြင်းနဲ့ကိုရီမာတွေဗုဒ္ဓမူကျော်ပတ်တီး9ပတ်တီးလို့ရမယ်။ဟုတ်ပြီနော်။ဟုတ်ရောက်တော့တယ်လီလီဒါကူလိုက်လွင့်နေလို့သိရ။ဟုတ်ဒါလိုက်လွင့်နေလို့ကူနောက်ကျပြန်ဆက်ဒါဆိုရင်တန်းငယ်ဗုဒ္ဓမူကျော်ပတ်တီးနေနဲ့9ပတ်တီးအပြောက်ပရိတ်နေနဲ့2ပရိတ်အထူးအခွေ2.83အခွေရအပူးပါပါတယ်တန်းငယ်100ရာခိုင်နှုန်းပြည့်အာမခံအထူးမွေးကနန်းထပ်ပြီးပြောလိုက်တယ်နော်အားလုံးပဲရင်ပွဲရလေ3.4ဆိုပြီးထွက်တယ်100ရာခိုင်နှုန်းပြည့်ချင်းတီအာမခံပါတယ်လို့ကျွန်တော်ရဲ့ကိုရီမတွေကိုပြောတယ်အထူးမွေးကနန်းတန်းငယ်4ခွက်ပေးပါတယ်နော်ဒါပေးနေကြတယ်ပဲအထူးမွေးကနန်း4ခွက်ပေးတယ်လိုချင်တဲ့ကိုရီမကြီးဒီဖုန်းနံပါတ်66နဲ့နော်946 865ကိုအားလုံးပဲမွေးလို့ဟိုင်းပါဟိုင်းတစ်လုံးပဲမပိုးနဲ့နော်ဟိုင်းတစ်လုံးပဲမပိုးပါနဲ့မွေးလို့ဟိုင်းဟုတ်ပြီနော်ဟိုင်းတစ်လုံးပဲကျွန်တော်ရဲ့ကိုရီမကြီးမပိုးနဲ့မွေးလို့ဟိုင်းဒါမှဆင်ပြေမယ်နော်ဒါမှကျွန်တော်ရဲ့ကိုရီမကြီးဆင်ပြေမယ်နော်ဟိုင်းတစ်လုံးပဲကျွန်တော်ရဲ့ကိုရီမကြီးမပိုးပါနဲ့မွေးလို့ဟိုင်းပါအဲ့လာမှကျွန်တော်ရဲ့ကိုရီမကြီးဆင်ပြေမှာမဟုတ်လို့နော်ဒါဆိုရင်အရင်ဘက်ကတန်းခဲ့ပေးခဲ့တယ်ဒါမွေးကနန်း29ရက်မှ3ရက်အထိ30 34 34ခွန်လေးဆိုပြီးပေးတာသူက34ဆိုပြီးတဲထွက်သွားတယ်နော်ဒီဘက်မှာလည်းကျွန်တော်ရဲ့ကိုယ်မကြီးအားလုံးပဲမွေးကနန်းချင်းတီတရားကတော့အမကန်ချင်းတီထွက်ပါမယ်လိုချင်တဲ့တောင်းရတဲ့လက်တွဲချင်တဲ့ဆိုတဲ့ကိုရီမကြီးအားလုံးပဲလာယူနိုင်ပါတယ်အားလုံးကိုတော့စေတနာကြီးနဲ့ကူညီပါတယ်ပေါ့ရင်စေတနာရှိသလောက်မဟုတ်ဘူးလေးတော့လွှဲချနော်ပေါ့ရင်စေတနာရှိသလောက်ကျွန်တော်ရဲ့ကိုယ်မကြီးမဟုတ်ဘူးလေးတော့လွှဲချကိုရီမကြီးအားလုံးကိုလည်းတောင်းငယ်စေတနာနဲ့ပဲကူညီတယ်သူများရဲ့လိုမမခုံဖွဲ့ဝင်ခြင်းမတောင်းပေါ့ဝေးလဲမသက်မှတ်ထားအောင်စေတနာနဲ့ပဲကူညီတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ကိုရီမကြီးကလည်းစေတနာကိုတိမှတ်ပြုတဲ့အနေနဲ့
ပောက်ခဲ့သည်ရှိသောစေတနာကြီးမုတ်ဖိုးလေးတော့လွှဲချလို့ပြောချင်တယ်နော်ဒူးမကနလေးဝက်လိုချင်တဲ့ကိုရီမာတွေ66နဲ့94686မွေးလို့ဟိုင်းနော်မက်ဆေ့ဘိုင်ပါဆင်ပြေတာကဟိုင်းပါမက်ဆေ့ရပဲဟိုင်းဟိုင်းဘိုင်ပါကပဲဟိုင်းဟိုင်းဆင်ပြေတာကနေဟိုင်းနော်မွေးလို့ဟိုင်းအဓိကတော့မွေးလို့ဟိုင်းပေါ့ပဲမက်ဆေ့ဘိုင်ပါဆင်ပြေတာကနေဟိုင်းပေးပါနော်မွေးကနန်းလိုချင်တဲ့ကိုရီမာတွေတရားကနုံးချင်းတည်တငယ်ထွက်အောင်ကူညီပေးမယ်ရင်ဝေးကလည်း304ဆိုတဲ့မွေးကနန်းချင်းတည်ထွက်အောင်ကူညီပေးခဲ့တယ်ရုံးမှာလည်းကျွန်တော်ကိုမိုင်ချင်းတည်ထွက်အောင်ကူညီပေးမယ်လိုချင်66နဲ့94686အောင်မွေးလိုဟိုင်းတာပါမက်ဆေ့ဘိုင်ပါနော်မက်ဆေ့နဲ့ဘိုင်ပါဆင်ပြေတာကနေလာရောက်ဟိုင်းပြီးယူနိုင်ပါတယ်အားလုံးဖိုင်ပါကံကောင်းကြပါစေနော်